မိတ်ဆွေကမ္ဘာသမိုင်းမှာအကြီးကျယ်ဆုံးသောပုဂ္ဂိုလ်မြတ်ကြီးနှစ်ဦးကတင့်ကိုလူတစ်ယောက်ကိုဘယ်လိုချစ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးလုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အကြံတွေပေးခဲ့မယ်ဆိုရင်သင်ဘယ်သူစကားကိုနားထောင်မလဲစဉ်းစားကြည့်ပါယေရှုခရစ်တော်ကသင်ကြားပေးခဲ့တယ်တင့်ကိုမုန်းတဲ့ရန်သူကိုတော့အကျွေးမဲ့ချစ်ပါတဲ့ဒါပေမဲ့မြတ်ဗုဒ္ဓဘုရားကကြတော့သင်ချစ်ရဆုံးအရာတွေပေါ်မှာတွေ့တာနေတာကိုရပ်တန့်လိုက်ပါလို့ဟောကြားခဲ့ပြန်ပါတယ်တပားကတော့အစွမ်းကုန်ချစ်ဖို့ပြောပြီးနောက်တပားကတော့လွတ်ချထားဖို့ပြောနေပါတယ်ဘယ်ရာအမှန်ဖြစ်နေမလဲဒါဟာယေရှုခရစ်တော်နဲ့မြတ်ဗုဒ္ဓဘုရားတို့ရဲ့မေတ္တာတရားနဲ့မတွေ့တာခြင်းဆိုတဲ့သမိုင်းတစ်လျှောက်လူတွေစိတ်ဝင်စားလေ့လာခဲ့ကြတဲ့ကျွန်တော်တို့အားလုံးလက်တွေ့ဘဝမှာဖြစ်မနေတည်ထားတဲ့အနက်နဲဆုံးသောတသနာတစ်ခုပါပဲကျွန်တော်တို့ရဲ့လက်တွေ့ဘဝကိုပြန်ကြည့်အောင်တစ်စုံတစ်ယောက်အတွက်အတွေးတွေလွန်ပြီးအိမ်မပြောတဲ့ညမျိုးတွေရှိဘူးလားငါသားလေးအပြင်မှာဘာတွေများအခက်အခဲဖြစ်နေမလဲလမ်းမများရောက်သွားမလားငါအကောင်းဆုံးကူညီခဲ့တဲ့တငယ်ချင်းကငါ့ကိုဘာလို့နားလည်မှုလွဲပြီးကြောခိုင်းသွားတာလဲတချို့ဆိုရင်လေငါချစ်သူကငါအပေါ်အရင်အားလောက်ကြီးမဆိုင်တော့ဘူးငါ့ကိုထားတော့မလားဆိုတဲ့အတွေးနဲ့ဖုန်းလေးကင်ပြီးစောင့်နေရတာမျိုးတွေပေါ့တခြားစဉ်းစားကြည့်ပါမိသားစုအပေါ်တငယ်ချင်းတွေအပေါ်ချစ်သူအပေါ်ထားတဲ့အဲ့ဒီခံစားချက်ကြီးအဲ့ဒီရင်တိတ်တိတ်နဲ့ပူပန်နေရမှုကြီးကတကယ်ပဲအချစ်လို့ထင်ပါသလားတကယ်တော့လေအဲ့ဒါအချစ်မဟုတ်ပါဘူးအချစ်ဆိုရမျက်နှာဖုံးလှလှလေးတက်ထားတယ်အချောက်တရားနဲ့ချုပ်ကင်လိုမှုတက်တက်ပါပဲစัจ jin ဘန်းလို့ထင်ရတဲ့ယေရှုခရစ်တော်ရဲ့အကျွင့်မဲ့မေတ္တာနဲ့မြတ်ဗုဒ္ဓဘုရားရဲ့မတွေ့တာချင်းတရားနှစ်ပါးကိုသင်ရဲ့မိသားစုရဲ့လူမှုရေးအချင်းရေးတွေမှာဘယ်လိုအံ့ဩစရာကောင်းလောက်ပေါင်းဆက်သုံးချလို့ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်နဲ့အတူဆက်ပြီးလေ့လာကြည့်အောင်ပထမဆုံးယေရှုခရစ်တော်ရဲ့အမြင်ကိုကြည့်အောင်ကိုတော်ကအကျွင့်မဲ့ချစ်ခင်ခြင်းကိုသင်ကြားပေးခဲ့ပါတယ်လူတွေကကိုယ့်အတိုင်းဝိုင်းကိုယ့်ဆွေမျိုးကိုနဲ့တဲ့တငယ်ချင်းကိုပဲတက်ကြတဲ့အချိန်မှာကောင်းမြတ်သောရှီမာရီလူပုံမြင်လေးနဲ့သင်ခန်းစာပေးခဲ့ပါတယ်လမ်းမှာတန်ရာရနေတဲ့သစိမ်းတယောက်ကိုနဲ့လူမျိုးရေးအရာရန်သူဖြစ်နေတဲ့သူတယောက်ကိုတော့ကဲတင်ဆောက်ရှောက်ဖို့သင်ပေးခဲ့တဲ့ပုံမြင်လေးပါဒါဟာချစ်ချင်းမြတ်တာမှာအီယိုတွေကန့်သက်ချက်တွေမရှိဘူးဆိုတာကိုပြတာပါဒီတက်ပုံနဲ့နေတာတခုရှိပါသေးတယ်ယေရှုခရစ်တော်ကမိသားစုဝင်တွေကိုကိုယ့်ရဲ့ပိုင်ဆိုင်မှုလို့သဘောမထားဖို့သင်ပေးခဲ့တာပါကျွန်တော်တို့တော်တော်များများကသားသမီးကိုချစ်တယ်ဆိုပြီးကိုဖြစ်စေခြင်းနဲ့ဆရာဝန်အင်ဂျင်နီယာလမ်းကြောင်းတွေပေါ့အတင်းဆွဲတင်တတ်ကြတယ်တကယ်ချင်းကိုချစ်တယ်ဆိုပြီးကိုတင်တဲ့အမှန်တရားကိုအတင်းလက်ခံခိုင်းတတ်ကြတယ်ကိုလိုချင်မဖြစ်ရင်စိတ်ဆိုးကြပြန်တယ်ချစ်သူဆိုရင်လည်းကိုကြိုက်တဲ့ပုံစံမျိုးပဲနေထိုင်ဖို့တောင်းဆိုတတ်ကြတယ်တကယ်တော့ဒါအချစ်မဟုတ်ပါဘူးအတ္တကြီးနေတာပါတကယ်မြတ်တာဆိုတာသူတို့ကိုလွတ်လပ်တဲ့လူသားတွေအနေနဲ့အတိမတ်ပြုပြီးချစ်တာပါငါစကားကိုနားထောင်မှငါချစ်မယ်ဆိုတဲ့အပေးယူမဟုတ်ပဲခုအဖို့အဆင်မပြေခဲ့ရင်တော့နားလည်မှုတွေလွဲသွားခဲ့ရင်တော့နေနမိတ်မရှိအကန့်အသတ်မဲ့အကျွေးမဲ့ချင်ရတဲ့တတိမျိုးကိုဆိုလိုတာပါအဲ့ဒီအချိန်မတိုင်ခင်200လောက်ကမြတ်ဗုဒ္ဓဘုရားကလည်းဒီပြဿနာကိုတခြားရှုထောင့်ကနေမြင်ခဲ့ပါတယ်မြတ်ဗုဒ္ဓကလူတွေရဲ့ဆင်းရဲဒုက္ခအားလုံးဟာတဏှာလို့ခေါ်တဲ့အလွန်အမင်းလိုချင်တွေ့တာမှုစုပ်ကင်ထားခြင်းမှုကနေလာတယ်လို့ဟောကြားခဲ့ပါတယ်ဥပမာလေးတစ်ခုစဉ်းစားကြည့်ပါရှေးတော့မိုးဆိုးတွေကမြောက်ဖန်းတဲ့အခါသုံးတဲ့ထောင်ချောက်လေးအကြောင်းပါမုတ်ဆိုးကအဝချင်းတဲ့အိုးကလေးတွေကိုမြောက်တွေကြိုက်တဲ့အစားအစာလေးထည့်ထားလိုက်ပါတယ်ဒီချိန်မှာမြောက်ကရောက်လာပြီးတော့လက်နဲ့နှိုက်ပြီးအစားအစာကိုအတင်းဆုပ်ကင်လိုက်တဲ့အခါလက်သီးဆုပ်ကြီးဖြစ်သွားတဲ့အတွက်အဝချင်းတဲ့အိုးလေးတွေကနေပြန်ဆွဲထုတ်လို့မရတော့ပါဘူးဒါပေမဲ့အဲ့ဒီမြောက်လေးလွတ်မြောက်ဖို့ဆိုတာအရင်လွယ်ပါတယ်သူဆုပ်ကင်ထားတဲ့အစားအစာလေးကိုလွတ်ချလိုက်ရုံပါပဲဒါပေမဲ့မလွတ်ချနိုင်တဲ့အတွက်အဖမ်းခံခဲ့ရပါတယ်ကျွန်တော်တို့လည်းဒီလိုပါပဲမိသားစုကိုသားသမီးကိုတငယ်ချင်းကိုချစ်သူကိုအဲ့ဒီမြောင်လေးအစာကိုဆုပ်ကင်တယ်လို့အတင်းဆုပ်ကင်ထားတတ်ကြပါတယ်သူတို့ကိုယ့်အနားမှာပဲရှိစေခြင်းနဲ့ကိုထင်တယ်လို့ပဲဖြစ်စေခြင်းနဲ့အဲ့ဒီလိုအတင်းဆုပ်ကင်ထားလေကိုပဲပူလောင်ရလိမ့်ပါပဲမြတ်ဗုဒ္ဓကမချစ်နဲ့ခံစားချက်မဲ့အောင်နေပါလို့ဟောကြားခဲ့တာလုံးဝမဟုတ်ပါဘူးမေတ္တာကရုဏာထားပါသူတို့အောင်မြင်မုဒိတာပွားပေးပါဒါပေမဲ့အရာရာပြောင်းလဲတတ်တယ်နေစာဆိုတဲ့အမှန်တရားကိုလည်းလက်ခံထားပြီးတော့တွေ့တာချုပ်ကင်ထားခြင်းကနေကင်းလွတ်စွာချစ်ပါလို့သင်ကြားပေးခဲ့တာပါကဲအခုယေရှုခရစ်တော်ရဲ့အကျွေးမဲ့ချစ်ခြင်းနဲ့မြတ်ဗုဒ္ဓရဲ့မတွေ့တာမချုပ်ကင်ခြင်းနှစ်ခုပေါင်းဆက်ကြည့်အောင်ယေရှုခရစ်တော်ကမေတ္တာကိုပုံမကြီးမအောင်ကျေပြန့်အောင်လုပ်ပါလို့ဆိုပြီးမြတ်ဗုဒ္ဓဘုရားကတော့မေတ္တာကိုပုံမလွတ်လပ်ခွင့်ပေးလိုက်ပါလို့ဆိုပါတယ်လိပ်ပြာလေးတစ်ကောင်ကိုလက်ဖွားပေါ်တင်ထားသလိုမျိုးစိတ်ကူးရင်ကြည့်ပါလိပ်ပြာလေးထွက်သွားမှဆိုလို့လက်ကိုအတင်းဆုပ်ထားလိုက်ရင်လိပ်ပြာလေးသေသွားပါလိမ့်မယ်ဒါကချုပ်ကင်လွန်တဲ့အချစ်ပါဒါဆိုဂိမ်းမဆိုင်ပဲလွတ်ထားလိုက်တော့မလားအဲ့ဒီလိုလွတ်ထားလိုက်ပြန်ရင်လေလိပ်ပြာလေးပြတ်ထွက်သွားပြီးကိုနဲ့ဝေးကွာသွားမှာပေါ့ဒါကိုလည်းလှလူရှုရဲလို့ဆိုလိုပါတယ်အကောင်းဆုံးကဘာလဲလက်ဖွားလေးကိုအသာအရာဖြန့်ထားပေးလိုက်ပါ
လိပ်ပြလေးနားခုချင်းတွေ့နွေ့နွေ့ထွေးထွေးနားခုခွင်ပေးလိုက်ပါယူဆိုင်ပါဒါပေမဲ့သူပြန်တန်းခြင်းတဲ့အချိန်သူ့လမ်းသူရွေးချယ်ခြင်းတဲ့အချိန်မှာလဲလွတ်လွတ်လပ်လပ်ပြန်တန်းဝင်ပြုတ်လိုက်ပါကိုသားသမီးအိမ်ရထွက်သွားတဲ့အခါကိုတငယ်ချင်းကနောက်ထပ်ဘဝလမ်းကြောင်းအသစ်ကိုရွေးချယ်သွားတဲ့အခါဒါမှမဟုတ်ကိုချစ်ရတဲ့သူကကိုကိုနားလည်မှုလွဲသွားတဲ့အခါယေရှုခရစ်တော်သင်ပေးခဲ့တယ်လို့အကျွေးမဲ့ဆက်ချက်ပါလိုအပ်လာရင်အမြဲကူညီဖို့အသင့်ရှိနေပြီပါဒါပေမဲ့မြတ်ဗုဒ္ဓသင်ပေးတယ်လို့သူ့ကိုပိုင်ဆိုင်ဖို့အတင်းချုပ်ကင်ထားဖို့မကြိုးစားပါနဲ့လက်တွေ့ဘဝမှာမိသားစုဝင်တရားအောင်နဲ့စကားများတော့မယ်ဆိုရင်တငယ်ချင်းကိုအပြစ်တင်တော့မယ်ဆိုရင်ချစ်သူကိုဖုံးဆက်ပြီးပူညံလုပ်တော့မယ်ဆိုရင်သတိလေးကပ်ပြီးလက်ဝါးဖြန့်ခြင်းဆိုတဲ့လေ့ကျင့်ခန်းကိုလုပ်ကြည့်ပါကိုစကားတစ်ခုမပြောခင်ခဏလေးကြည့်လိုက်ပါအသက်ကိုပြင်းပြင်းလေး3ခါလောက်ရှူသွင်းရှူထုတ်လုပ်လိုက်ပါပြီးရင်ကိုယ့်ရဲ့လက်သီးဆုပ်ထားတဲ့လက်နှစ်ဖက်ကိုဖြည်းဖြည်းချင်းဖြန့်ချလိုက်ပါငါအခုသူ့ကိုအပြစ်တင်ခြင်းနေတာကသူ့ကိုတကယ်ကောင်းစေခြင်းလို့လားဒါမှမဟုတ်ငါ့ကိုပြစ်သွားမှာငါစကားကိုနားမထောင်ပါဘူးကြောက်တဲ့အကြောက်တရားကြောင့်ဟုတ်ကဲ့ခြင်းနေတာလားဆိုတော့ကိုပြန်မေးကြည့်ပါသူတို့ကိုတကယ်ချစ်တယ်ဆိုရင်သူတို့ရဲ့ဆုံးဖြတ်ချက်သူတို့ရဲ့လွတ်လပ်ခွင့်ကိုလေးစားပေးပါမင်းကငါချစ်တယ်ဒါပေမဲ့မင်းဟာလွတ်လပ်သူတယောက်ပဲလို့ရှင်ထဲကနေပြောလိုက်ပါသူစံနာကအဲ့ဒီလိုချုပ်ကင်မှုတွေကင်းသွားတဲ့အခါကိုကလွတ်ချပေးနိုင်သွားတဲ့အခါကျမှတစ်ဖက်လူကကိုယ့်ရဲ့အနားမှာနေရတာအသက်ရှူဝလာပြီးမိသားစုပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်တကယ်စစ်မှန်တဲ့နားလည်မှုချစ်ချင်းမြတ်တာတွေကပို့ပြီးခိုင်မာလာတတ်တဲ့တဘာဝပါပဲဒီကနေ့ဆွေးနွေးသွားတဲ့အကြောင်းအရာလေးကမိတ်ဆွေတို့ရဲ့မိသားစုချစ်ရသူတွေနဲ့ဆက်ဆံရေးတွေမှာအများကြီးခွန်အားဖြစ်စေမယ်လို့ယုံကြည်ပါတယ်မိတ်ဆွေတို့ကိုချစ်ရတဲ့သူတွေပေါ်မှာအတင်းဆုပ်ကင်ထားတတ်တဲ့သူလားဒါမှမဟုတ်လွတ်ချပေးနိုင်တဲ့သူလားဆိုတော့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားပါအောင်နော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသိပညာဘုဒ္ဓရာရစေတဲ့အကျိုးဖြစ်ထွန်းစေတယ်ဆိုရင်ဒီဗီဒီယိုလေးကို like လုပ်ပြီးတော့ဆရာတက်ရဲ့ channel ကို subscribe လုပ်ပေးထားပါဆရာတက်တို့နောက်ထပ်စိတ်သက်ခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်